တို့ရဲ့ fashion အရင်အေးနေပြီလေတို့ကဒါတော့ဇီလာဝင်တဲ့အမကြီးပေါ့နော်လှတယ်လို့စင်တွဲလားအမအန်ဒီကြီးကတို့အေးယူတို့ကိုဘာလှလဲတဲ့ကြည့်ခိုင်းနေကြည့်ပေးလိုက်အောင်မနော်ထွက်လာကြည့်ကြိုက်ချင်ယူပေါ့ဟုတ်တယ်အဲ့ဒါလှတယ်မငိမ့်နဲ့တော်တော်လှရအောင်ဒါကြတော့အသားရောင်တိုင်းဖြစ်နေတာဟုတ်တယ်အသားနဲ့တစ်ခါတည်းတက်နေဟိုရောင်လေးကြတော့ပို့ပြီးတော့လင်းသွားတယ်ဟုတ်အဲ့ဒီဒါကြောင့်အသားနဲ့တစ်ခါတည်းမလှတာတော့မဟုတ်ဘူးလှရဟုတ်တယ်ခရမ်းလေးကပို့ပေါ်သွားအဲ့ဒီအသားကျူတော့လုတ်ချက်တယ်ထိတ်ချင်းမကြိုက်ဘူးငါကလေးရရတာပြောငါဟောလုံးနေလားနောက်ငါတိုင်ပါဝယ်ပြန်ဖြဲအဲ့မနေနဲ့တော့တစ်တော့မှမရှိဘူးဝင်ကြည့်ဘယ်လိုလုပ်မလဲပြန်ဖြဲငါရှိညထောင်ဒါလေးကြားလေးရညထောင်မှုကမရှိထောင်မှုကမရှိဟုတ်တိုင်းဒီစားလည်းမလို့တော့ဟောကြစဉ်ဒုတိယပါသူကတော့လက်ချီးတယ်ကော်ဖီတော့ကလည်းတစ်ခွက်တောက်သေးတယ်